ကဲဒီပွဲလေးကရှေယာမန်နဲ့တိုခက်ရှိတို့ရဲ့ပွဲလေးဗျကဲတစ်ချက်ကြည့်မယ်နော်ကဲအဲ့ဒီချိန်တော့ဒီရှေယာမန်ကနော်ကျွန်တော်များပေးတဲ့တော်များများအားပေးမှုအခိုင်အမာရရှိထားတယ်ခုနောက်ပိုင်းမှာဒါနော်သူရဲ့မာကုံနဲ့တက်လုံးကြောင့်နော်ရှုံပွဲတွေများလို့ဒါအားပေးမှုများခဲ့တာနော်အားပေးမယ်ဆိုရင်လည်းသူ့ရဲ့နော်ဟိုကစားပုံကစားဟန်တွေကိုသဘောကျကြတယ်နော်အရာမောင်းနော်ခြေရတဲ့တန်စာသဘောကျကြတယ်နောက်ပိုင်းကျမှသူ့ရဲ့နော်ခန္ဓာရည်အားနော်မာကုံတက်လုံးမကောင်းလို့လားဒီအားပေးမှုမရတော့ပေါ့နော်ကဲဒီမှာတစ်ချက်ကြည့်မယ်ဗျရန်ကောင်းပါလေတို့ခက်ရှိအောင်ကျွန်တော်မြန်မာပြည်သားနဲ့မစိမ့်ဘူးဗျနော်မြန်မာဖိုက်တာတော်များနဲ့ထိုးတယ်ကဲကြည့်မယ်နော်အိုးတို့ခက်ရှိညာဝိုက်မြန်တယ်နော်တော်တော်မြန်တယ်ကဲထောက်လက်သည်โอ้နော်ထိလန်တော့မလွယ်ဘူးဗျညာဖြောက်နော်ပါဝါပါတယ်နော်ပလက်တောင်လန်နေဗျကဲမစင်ရေခံထိတယ်ကဲစထုံးမယ်โอ้ရှေးရမန်အမြဲတမ်းတော့ကြွရွာနဲ့ခုံနေတဲ့ဖိုက်တာတယောက်ဗျကဲဟိုက်ကကောင်းတယ်အဲ့လိုမျိုးအမြဲတမ်းခုံနေတာ round 2လောက်တော့ကိစ္စမရှိ3လောက်ဆိုတော့တက်လုံးကြာမှာဟိုဆိုကိုအမြဲတမ်းညီမနေတဲ့ဖိုက်တာတယောက်ဆိုခြေကန်ချက်ကမိုက်တယ်โอ้လန့်ထောက်တာမကြိုက်တာကရှေးရမန်တော့သူထိပြီဆိုရင်လုံးဝမခံနိုင်တော့ဘူးအဲ့ဒါကိုမကြိုက်ကြကျွန်တော်မြန်မာပေးသက်တော်များများကဲနော်ခြေတော့ဆိုရှေ့ရောက်နောက်ရောက်မှန်ဒါသူ့ရဲ့စတိုင်နော်ဒါရှေ့ရမန်စတိုင်ဗျအမြဲတမ်းညီမနေခြေတော့ကအမြဲတမ်းလှုပ်ရှားနေတာအိုးညာဝိုက်ကောင်းတယ်ခြေကန်ချက်တွေကောင်းတယ်ခြေတော့ကလုံးဝညီမနေနော်လန့်ထောက်လာသူကနည်းနည်းရှိန်နေတော့ရွှေရမန်ကြောမကြိုက်တာရဲဝင်မဝင်ရဲဘူးနော်ရဲဝင်မဝင်ရဲဘူးအဲ့ဒါမကြိုက်တာထိသွားရပြညာဖြောင်းအဲ့မှာနော်မရတော့ဘူးနော်ပါဝါပါတယ်လုံးဝမရတော့တူခက်ရှိအမကြီးကဲနော်မစင်တဲ့ဆယ်ရီခံထိတယ်မရတော့ဘူးကဲဒီပွဲလေးကတော့ရှေးရမန်အနိုင်ရရှိပါနော်အားလုံးကျေးဇူးတင်ပါတယ်